ဝန်ကိုတူကန်ဆိုတဲ့ဟာတာလေးတိုင်းလက်တွေမှာပိတ်ဆန်ပွင့်လို့နဲ့ရိုးရီလေးမို့မြန်မာပြည်ထိတန်းမင်းသားကြီးတွေကတရားဖြစ်တဲ့မင်းသားလင်မိုးရဲ့သမီးကြီးဖြစ်သူရိုးရီလေးမို့ကတော့အနုပညာရှင်တွေရဲ့သားသမီးတွေကြားမှာအတော်လေးလူပြောများပြီးတော့ဝေဖန်ခံနေရသူလေးဖြစ်ပါတယ်။ရိုးရီလေးမို့ဟာတဘာဝတိုင်းလာပါတဲ့မျက်နှာပေါက်လေးနဲ့ချစ်ဖို့ကောင်းတဲ့ခန္ဓာကိုယ်သေးသေးလေးကြောင့်ပရိသတ်တွေရဲ့အချစ်ကိုတခဲနဲ့ရရှိခဲ့တာဖြစ်ပြီးတော့သူမရဲ့တရင်ကိုလူတို့ကအမြဲစောင့်ကြည့်နေကြတာဖြစ်ပါတယ်။ငယ်စဉ်ရွယ်တွေကအနုပညာလမ်းကြောင်းပေါ်ကိုရောက်ရှိခဲ့တဲ့ရိုးရီလေးမို့ဟာသူမရဲ့ခက်တခက်လို့တောင်မှဆိုလိုရှာတဲ့ကာလာပိုင်းခြားတွေရှိခဲ့ပါသေးတယ်။တချင်းအပီတွေခင်မှာမနာမနေရှိုက်ကူးခဲ့ရပြီးတော့အင်ကြီးကြညာတွေများစွာရိုက်ကူးခဲ့ရတဲ့မင်းသမီးတလက်ဖြစ်ခဲ့ပါရီ။သူမဟာယခုတက်ထိအနုပညာလောကထဲမှာရှိခဲ့ရင်မြန်မာပြည်ရဲ့မျိုးဆက်သစ်နုပညာရှင်တရားဖြစ်နေမှာအမှန်ပါပဲ။အခုလိုမျိုးရည်ချင်းရှိပြီးတော့အောင်မြင်မှုတွေများစွာရရှိနေတဲ့အခြေအနေလားလာတွေများစွာရှိခဲ့ပေမယ့်လူငယ်တဘာဝအချစ်ဇလန်တွေရှုပ်ထွေးခဲ့မှုကြောင့်တလန်းနေပေးခဲ့ရတာပဲဖြစ်ပါရီ။2018ခုနှစ်စောပိုင်းမှာမင်္ဂလာဆောင်တော့မေဆိုတဲ့သတင်းနဲ့ပရိသတ်တွေကိုသတိပေးလာခဲ့ပြီးထဲဦးလိုင်ဆိုတဲ့မျိုးသားနဲ့လက်ထပ်လိုက်တာပဲဖြစ်ပါရီ။2018ရဲ့ဇန်နဝါရီမှာလက်ထပ်ခဲ့ပေမယ့်အောက်ဂိုလမှာတားလေးဝီလီယံကိုမွေးခဲ့တာဖြစ်တဲ့အတွက်မင်္ဂလာလော်ကြီးဆောင်လိုက်ရတဲ့အကြောင်းရင်းကကိုဝင်ကြောင့်ပဲဖြစ်နေတာပဲဖြစ်ပါရီ။ဒီလိုမျိုးမင်္ဂလာမဆောင်ခင်ဆက်ကြားကာလမှာပရိသတ်တွေအားလုံးထင်ခဲ့တာကနိုင်ငံတော်ကြီးကရဲ့မြေဖြစ်သူနေရှိသေးအောင်နဲ့ရှေ့ဆက်နေလို့ထင်ခဲ့ကြတာဖြစ်ပါရီ။နေရှိသေးအောင်ကပိုလာပြည်ကတော့ထိုအချိန်ကမိကလေးတိုင်းရဲ့အိမ်မက်မင်းသားလေးလို့ဆိုရမှာပဲဖြစ်ပါရီ။နောက်ခံအင်အားတိုင်းဝိုင်းကြည့်ပြီးတော့မျိုးရိုးရှင်ဝါကြီးတဲ့နေရှိသေးအောင်ဟာမြန်မာပြည်ရဲ့နုပညာလောကကိုသူများနဲ့မတူတဲ့ပုံစံတွေအမြဲချပြတတ်သူပဲဖြစ်ပါရီ။နိုင်ငံတော်ရဲ့ခန္ဓာငနာတည်တည်မှာအဓိကပါဝင်နေတဲ့ကြီးကဲတွေရဲ့တားမြစ်တရားဖြစ်ခဲ့ပေမဲ့နေရွှေသေးအောင်ဟာစီးပွားရေးလောကထဲအနုပညာလောကကိုပို့ပြီးတော့စိတ်အားတန်သူပဲဖြစ်ပါရီ။ဒါကြောင့်နေရွှေသေးအောင်နဲ့နာမည်ထွက်ခဲ့တဲ့ model နဲ့မင်းသမီးတွေများစွာရှိခဲ့ပြီးထိုထဲမှာရိုးဝင်လင်မိုးဟာနောက်ဆုံးတစ်ယောက်လို့ဆိုရတာပဲဖြစ်ပါရီ။ရိုးဝင်လင်မိုးရဲ့ငယ်ဘဝအကြီးစားတွေကတရားဖြစ်ခဲ့ပေမဲ့နေရွှေသေးအောင်နဲ့တွဲနေတာအမှန်မဟုတ်ကြောင်းသတင်းစာတွေထဲမှာပါထည့်ပြီးတော့ညင်းလာခဲ့တာဖြစ်ပါရီ။အခုလိုမျိုးညှင်းဆိုမှုတွေပြီးမှထဲလိုက်နဲ့မင်္ဂလာဆောင်မီဆိုတဲ့သတင်းထွက်ခဲ့တာဖြစ်တဲ့အတွက်ဂျားထဲမှာရှင်းမရတဲ့ရှုပ်တွေဖြစ်သွားခဲ့ပုံပေါ်ခဲ့တာပဲဖြစ်ပါရီ။အခုချိန်မှာတော့ယူရီလီမိုဟာအိမ်အောင်ကွက်တစ်ခုလည်းကလေးတယောက်မေဖြစ်နေခဲ့ပြီဖြစ်ပါရီ။ထဲဦးလိုက်နဲ့လေယူရဲကအိမ်အောင်ရေးစမပြေခဲ့တဲ့အတွက်2025မှာဆုံးသက်လိုက်တာပဲဖြစ်ပါရီ။တခုလည်းဖြစ်သွားလို့ငြိမ်မဲ့ထင်ခဲ့ပေမဲ့လည်းရီစားအောင်ဖြစ်နေတဲ့နေရှိသေးအောင်နဲ့ပြန်ပြီးတော့စုံနေပြီးတော့အဆင့်တစ်ခုရှောင်းနေပြီဖြစ်ကြောင်းမျက်မြင်တွေတောင်မှရှိနေခဲ့ပြီပဲဖြစ်ပါရီ။တရားမကောင်းတရားပြောင်းကအိမ်အောင်ရေးနဲ့ပတ်သက်ရင်ချင်းမြွေးကောင်းခေါက်ရွေးယူလို့ရကြောင်းသူမရဲ့ဆွမ်းဆောင်ရည်ကိုဖော်ပြနေခဲ့ပြီးဖြစ်တဲ့ကလေးတယောက်မိယူရီလီမိုရဲ့စကူထပ်ပေါ်နေတဲ့သတင်းတွေပတ်သက်ပြီးပရိသတ်ဂျီရိုရဲ့အမြင်လေးကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။အာဘီနာဆင်ခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီဒီနုပညာရှင်တွေရဲ့သတင်းတွေတူပြန်လာခဲ့ပါအောင်မယ်ရှင်။